ဟုတ်မင်္ဂလာပါညီမနာမည်ကတော့ရွှေဦးဖြစ်ပြီးတော့ fashion major ပဲဖြစ်ပါတယ်ပြီးတော့ညီမကအခုပထမနှစ်တက်နေရပဲဖြစ်ပါတယ်ရှင်ကျွန်တော်နာမည်ကစစ်ကူပါကျွန်တော်က fashion major မှာတက်ရောက်နေကျွန်တော်နာမည်ကနိုင်ဆွဲထုတ်ပါဟုတ် major computer science ပါဒီနာမည်ကတော့ like ဟုတ်ပါဘူးကျွန်မနာမည်ကဇင်ဝတ်ထပ်ပါအခုလည်းရှိပိုင်းဝင်ပါဆိုင်မှာတက်နေပါတယ် first year ကျွန်တော်နာမည်ကရနိုင်လင်းလို့ခေါ်ပါတယ်ကျွန်တော်က Rangsit University ရဲ့ ICT major မှာ first year တက်နေပါတယ်ကျွန်တော်နာမည်ကတော့တင်ခင်ပါဖြစ်ပါတယ်အခုကတော့ Rangsit University မှာ international business တက်နေပါတယ်ရှင်ကျွန်တော် Skyride agency နဲ့တွေ့ကြတာက education visa အကြောင်းပါအစကတော့ education visa ကိုတယောက်တည်းသွားလို့စဉ်းစားထားတာဒါပေမဲ့တက်နာဖြစ်မှာဆိုလို့ agency တစ်ခုနဲ့သွားလို့ဖို့စဉ်းစားလိုက်တာပါအဲ့ဒါနဲ့ Facebook ပေါ်မှာရှာရင်းနဲ့ marketing နဲ့တွေ့ရဖြစ်ပါတယ် Facebook စတဲ့အချက်ကတော့ Facebook ကနေတက်ကြပြီးတော့ရေတော့အကြောင်း review တွေရင်ဖတ်တယ်ဖတ်ပြီးတော့အကြောင်း review တွေကပြီးတော့ group တွေရတယ်ပေါ့နော် group တွေထဲမှာ page cover live ဖြစ်တယ် page cover live ဖြစ်တယ်ဆိုတော့ပြီးတော့ group review တွေကနေစပြီးတော့စကားကျွန်တော်ကကြာဒီ marketing ကကြာဒီတကယ်ချင်းပေါ့နော် UF မှာကနေတကယ်ချင်းသူကလည်းဒီမှာတက်တာသူကတော့ဒီမှာတက်တာကြာပြီဒါပေမဲ့ကျွန်တော်ကဒီမှာသူ့ကိုမေးမယ်ပေါ့တက်ဖြစ်ကောင်းမှာမတက်ဖြစ်ကောင်းမှာအဲ့ဒါသူကအကုန်ရှင်းပြရကွာဒီမှာဘယ်လိုအခြေအနေတွေကိုပြောပြရအဲ့ဒါကျွန်တော်လည်းဒီမှာအကုန်ကိုအစစရသူဒီမှာလာအစဘယ်မှာနေဘယ်လိုပါညာလို့သူကုန်ပြောပြရအဲ့ဒါကျွန်တော်သူနဲ့ပဲချက်ဖြစ်သွားတယ်ဆက်စချင်းတော့ညီမကတော့ page အနေနဲ့တော့မသိသေးဘူးပေါ့နော်ပြီးတော့မှဘယ်လိုပြောရမလဲဒီ visa ဒီကို tourist visa နဲ့လာတာဆိုတော့ ED visa တွေပါတယ်လို့မဆိုတော့ marketing နဲ့ကျောင်းမှာအဆက်အသွယ်လုပ်ဖြစ်တယ်ပြီးတော့မှသူမိတ်ဆက်ပြတော့မှာပဲအဲ့ဒီ page ကိုစတင်ရပဲဖြစ်ပါတယ်ရှင်အရင်ဆုံးဒီကို tourist visa နဲ့လာခဲ့ပေါ့နော်ပြီးတော့ ED visa ချိန်ဖို့အတွက်လာကိုသွားတော့ဒီ service ကိုအပ်ခဲ့တယ်ပြီးတော့ဒီ service ကပြောမယ်ဆို visa application process တော်တော်များများကိုတေချာလုပ်ပေးခဲ့ပြီးရင်လောင်မှာသွားတဲ့ခါလဲနေစရာအတွက် hotel booking ဘာညာအကုန်လုပ်ပေးပြီးသားဆိုတော့တော်တော်အဆင်ပြေပြောရမယ်။နောက်ပြီးတော့ထိုင်းစကားပြောတတ်တဲ့ဘာသာပြန်တယောက်လည်းပါတယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေပါတယ်ဟုတ်။စားပြည့်ချက်ဘယ်လိုအချက်တွေကိုတော်တော်သဘောကျမိလဲဆိုတော့လာအိုကို visa ED visa တောက်ပြောင်းတော့ပေါ့နော်အကုန်လုံးကရင်းနေတငယ်ချင်းလိုပဲပေါ့နော်အဲ့လိုပျော်ပျော်ရွှင်ရွှင်နဲ့သွားပြီးတော့လုံးဝခရီးထွက်နေရတယ်လို့ပဲပေါ့နော် ED visa လုပ်နေရတဲ့မတူပဲနဲ့အလုပ်လဲပြီးတယ်ပျော်လဲပျော်ရတယ်နေရအစ်စ်လဲရောက်တယ်လို့ခံစားမိရပါရှင်လောလောဆယ်ကတော့ကျောင်းတက်ရတာလည်းအဆင်ပြေပါတယ် receipt ကလည်းတော်တော်ကောင်းတယ်လို့လည်းမြင်ပါတယ်ပေါ့နော်ပြီးလို့ရှိရင် fashion major အနေနဲ့တက်နေရတာဆိုတော့က assignment တွေကတော့နည်းနည်းများတယ်လို့တော့ခံစားရပါတယ်ပေါ့နော်အခုလောလောဆယ်ကတော့ assignment လေးတွေပြီးနေပါတယ်စတက်လို့ပြောရတာပဲစတက်အကြောင်းတွေ presentation တွေပြုလုပ်ခဲ့တာတော့ရပါတယ်ဆောင်းနေတယ်နောက်ကျောင်းရှောင်းမဲ့ကျောင်းသားကျောင်းသူတွေအတွက်ကိုတော့ပေါ့နော်ညီမကဒီ market ထောင်ထားတဲ့အဲ့ Skyrise အဲ့ဒီ page ကိုပေါ့နော်အဆက်အသွယ်လုပ်ဖို့အကြံပြုချင်ပါတယ်ပြီးလို့ရှိရင်ဒီကသွားတာလည်းလုံးဝပို့ပလည်းဖြစ်ပြီးတော့အဆင်ပြေပါတယ်ပေါ့နော်အကုန်လုံးဒီဘက် overall ပြောရမယ်ဆိုလို့ရှိရင်9 out of 10လို့ပြောလို့ရပါတယ်ရှင်